ဆိုလို့ရှိရင်တက္ကသိုလ်ကြီးရဲ့အဓိပတိလမ်းမပေါ်မှာအတူတူလျှောက်လှမ်းခဲ့တဲ့ချစ်သူစုံတွဲဟာအစ်စ်တွေ့သွားတဲ့သူအပေါ်မယုံကြည်နိုင်သူတို့ရဲ့ချစ်သူပြောက်ရှာတဲ့တေးတစ်ပုဒ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါကောင်မလေးကကောင်လေးနဲ့ကောင်မလေးနဲ့သမီးစားဖြစ်ပြီးတော့ကောင်မလေးကချစ်သူတွေ့သွားတယ်နဲ့တူပါတယ်အဲကောင်လေးကလိုက်ရှာတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ပါပြီဗျာညီမလေးမင်္ဂလာပါမင်္ဂလာပါသမီးမင်္ဂလာပါမင်္ဂလာပါသမီးကလက်ရှိရန်ကုန်မြို့မှာကျောင်းတက်နေတာနော်အဲ့တော့မေဂျာရောဟိုရှေးဟောင်းသူတေသနာဟုတ်လားဟုတ်ရှေးဟောင်းသူတေသနာဘာမှတက်ရတယ်ဘယ်ဆောင်လဲသမီးကပထမနှစ်က RC2 မှာရှိသေးတယ်ဟုတ်2မှာဟုတ်မိန်းနဲ့ရောက်ရင်တော့ဝေတာလေးစားဟောဘယ်နှစ်တက်ရလဲ4နှစ်မဟုတ်ဘူးဥငက်ဘာလို့မေးတာလဲဆိုတော့ဥငက်တို့တော့အဲ့ဒါမရှိဘူးလေနော်အဲ့မေဂျာမရှိလို့နော်ဟုတ်ပါပြီသမီးဒီသချင်းလေးသမီးရွေးချယ်တီဆိုဖြစ်တဲ့အကြောင်းလေးပြောပါဦးဟုတ်ကဲ့အရင်ဆုံးအနေနဲ့ဒီမှာပါဝင်ပြီးတော့ဖြေခွင့်ရတဲ့အတွက်အရင်မဲဝမ်းတာပြီးတော့ဂုဏ်ယူပါတယ်ဒီလိုမျိုးပါဝင်ခွင့်ရအောင်လို့ဖိတ်ကြားပေးတဲ့ဦးတန်းစောဦးစင်ရမင်းဦးတို့ကျော်နဲ့အနီချုံမခိုင်တို့ကိုကျေးဇူးများတင်ပါတယ်ရှင်သမီးဒီသချင်းကိုရွေးပြတာကတော့ဒီမှာဖြေပြရမယ်ဆိုတော့တိုက်သူသချင်းတွေကလည်းအများကြီးရှိရဲအဲ့တော့ရွေးနဲ့ဒီဦးလှမှုသချင်းကိုပေါ့နော်ဟုတ်တွေ့လဲတွေ့ရောသမီးဒီသချင်းကဦးလှမှုကလည်းသမီးတို့တာဂက်တာသားဆိုတော့ဟိုးငငယ်လေးကသမီးဒီရောက်ရတယ်ပြီးတော့အကုန်လုံးလဲရမယ်လို့ထင်တာကြောင့်ဒီဟာလေးကိုစုံမဲဆိုပြီးတော့ရွေးလိုက်တာပါဟုတ်ပါတယ်ဒီသချင်းကတော်တော်အောင်မြင်ခဲ့တဲ့သချင်းပါလွှမ်းမိုးရဲ့နော်လွှမ်းမိုးကိုစိုးရန်တော်ပါတယ်အမှုပညာနဲ့ပတ်သက်ရင်တော့နော်ဘယ်ရောညာရောအတအား online နဲ့ပြည်ဆိုင်ရှင်တူပါမှန်ပါတယ်နော်ဟုတ်ကဲ့နားဆင်ခံစားကြည့်ပါနော်ဟုတ်ကဲ့ပါအားလုံးနဲ့တူတူနားဆင်ပါမယ်ဟုတ်What